ဒီလိုမျိုးရှမ်းခောက်ဆွဲလှုပ်ရှားကြမယ် ကျက်တော်နီခုနှလုံးပပလီးထားပါမယ်ခရမ်းကျင်ဒီနှလုံးပပကိုက်ဒီဟော်ဒီလိုလေးတွေပြန်ကိုက်လိုက်ပါမယ်ချိတ်ဆက်မတုံးတော့ပါဘူးချင်းကျက်သွန်ဖြူထောင်းထားပါမယ်ကြက်ရင်အုပ်အစိတ်တာကိုအတုံးသေးလေးတွေတုံးထားပါမယ် ရှမ်းခောက်ဆွဲ6ကိုရေအေးနဲ့နိုင်ဝတ်စိန်ထားပါမယ်မြေပဲဆန်ကိုလှော်ပြီးထောင်းထားပါမယ်ကြက်သားစီတတ်ဖို့လုပ်ပါမယ်စီပူလိုက်ကြက်သွန်နီလီးထားတာထည့်ပြီးစနွင်းအယောင်တင်မုံတို့ထည့်ပါမယ်ကျက်သွန်နွမ်းလာရင်ကျင်းကျက်သွန်ဖြူထောင်းထားတာထည့်ပါမယ်ကျက်သွန်နီတွေရဲလာရင်ခရိုင်းကျင်ပြီးထည့်ပါမယ်ဟင်းချိုမုံလက်ဖက်စားစုံးနဲ့အစုံစားလက်ဖက်စားစုံးနဲ့တစုံထည့်ပြီးမှွေပြီးအုပ်ထားပါမယ်ခရမ်းချင်းဒီလိုကြည်ရင်ကြက်သားထည့်ပါမယ်ရေလေခမ်းလာရင်ရေနွေးထည့်ပြီး10မိနစ်လောက်အုပ်ပြီးရင်ရပါပြီရှမ်းခောက်ဆွဲဖက်လီတွေကိုရေထဲကဆယ်ထားပါမယ်ရေနွေးပုတ်ပွက်ဆိုရင်ဆန်ခောက်ဆွဲဖက်ထည့်ပြီးအုပ်ထားပါမယ်2မိနစ်လောက်နေရင်ဆယ်လို့ရပါပြီကော်ရီလုတ်ဖို့ကော်မွန့်ကိုထမင်းစားစုံနဲ့စုစုံဟင်းချိုမုတ်ကိုလက်ဖက်စားစုံနဲ့တဝက်စားကိုလက်ဖက်စားစုံနဲ့တဝက်ထည့်ပြီးရေအေးနဲ့ထည့်ပြီးမှွေပါတယ်ရေနွေးပွက်ပွက်ဆူလာရင်ခုနတုန်းကဖြော်ထားတဲ့ကော်မုံရီလောင်းထည့်ပြီးမှွေပါဒီအနေထားလောက်ဆိုရင်ရပါပြီဒီဗီဒီယိုရဲ့ရှုပ်ဝက်ချက်ကဒါပါပဲခုဒီရှမ်းခောက်ဆွဲမှာကြာညွတ်မတုံးပါဘူးကြာညွတ်အစားထိုင်းညက်ရေတုံးဖို့ထိုင်းညက်တစ်လုံးကိုရေတန့်ဘူးတစ်ဝက်နဲ့ရေထည့်ပြီးထိုင်းညက်ရေကြိုပါမယ်ထိုင်းညက်ရေနည်းနည်းဖြစ်လာရင်စားနည်းနည်းထည့်ပြီးရင်ထိုင်းညက်ရေရပါပြီရပါပြီထိုင်းညက်ရေလည်းရပါပြီခုရှမ်းခောက်ဆွဲပြင်ဖို့ရှမ်းခောက်ဖက်အနေငယ်ထက်ကော်ရည်ထက်ခုဒီမှာဟင်းချုံခုံမထည့်တော့ပါဘူးထိုင်းညက်ရည်ထက်စားနည်းနည်းထက်ချက်ဟင်းထက်ပဲငပိထက်မြေပဲဆန်ထောင်းထက်စီချက်ကလေးဆန်ဒီရင်စားလို့ရပါတယ်ကဲစားကောင်းစီမဲ့ရှမ်းခောက်ဆွဲရပါပြီ